在反正ဆိုတဲ့အခန်းထဲမှာ反正အခန်းထဲမှာအောက်ကnew word လေးအရင်ဖတ်မယ်休息ဆိုတာ SSK1 ထဲမှာပါခဲ့တယ်ဗာလေးလေ休息ကအနားယူသည်ဟုတ်တယ်休息ကအနားယူတာမှန်အလုံးများတာမှန်အလုံးများတော့时间ကအချိန်မှန်အလုံးများတော့时间အချိန်မှန်အလုံးများတော့休息မှန်时间မှန်休息မှန်时间ဟုတ်ပြီဒီရှောဝါလေးသွားရအောင်ရှောဝါလေးကဒီမှာဆိုရင်လူတယောက်ဟုတ်လားနှလုံးနေကြအဲ့ဒါလောကလုံးလို့နှလုံးနေပင်ပန်းနေပြီပေါ့အဲဆိုတော့ဘာအကြောင်းလေးပြောနေဖတ်ကြည့်အောင်在反正အခန်းထဲမှာတဲ့张老师星期六也不休息啊张老师星期六也不休息啊张老师ဆိုတာကဆရာကျန်းက星期六ဆိုတာစနေနေ့ရေလဲပဲရေဆိုတာလဲပဲစနေနေ့လဲပဲ不休息啊မနာရပါလားပေါ့ဟုတ်လားနော်မနာရပါလား张老师星期六也不休息啊ဆရာကျန်းကစနေနေ့လဲမနာရပါလား休息ကနားတာ不休息ဆိုတော့မနာရပါလားပေါ့是啊ဟုတ်တယ်ဟုတ်တယ်他这几天黑门没有时间休息他这几天黑门他သူက这ဆိုတာကဒီ几天ဆိုတာနေ့ရနော်这几天လို့ပြောရင်ဘယ်လိုဘာသာပြန်မလဲ3-4ရက်လို့ဘာသာပြန်မယ်ဒီ3-4ရက်မှာဟိဆိုတာကအရန်မှန်ကအလုံးများတာဒီ3-4ရက်မှာသူအရန်အလုံးများတယ်ပေါ့他这几天黑门ဒီ3-4ရက်မှာသူအရန်အလုံးများတယ်没有时间休息没有ဆိုတာမရှိဘူး时间ကအချိန်休息ကအနားယူတာအဲ့တော့အနားယူဖို့အချိန်မရှိဘူးဟုတ်လား没有时间休息ငါမနာဖို့အချိန်တော့မရှိဘူးဟုတ်လား太忙了အလုပ်အရန်များတာပဲဟိမှန်လားအလုပ်အရန်များတာပဲ没有时间休息ငါမှာအချိန်နားဖို့အချိန်တော့မရှိဘူးဒါမျိုးလေးပြောတာ是啊ဟုတ်တယ်他这几天黑门သူဒီ3-4ရက်အတော်တွင်မှာဒီ3-4ရက်မှာသူအရန်အလုံးများတယ်没有时间休息သူမှာအနားယူဖို့အချိန်မရှိဘူးတဲ့那为很累吧那ဆိုတာကဒါဆိုဟုတ်လား那ဒါဆိုရင်为很累吧အရန်ပင်ပန်းမှာပဲဟုတ်လားအရန်ပင်ပန်းမှာပဲပေါ့为很累吧ဘလောက်တောင်မှပင်ပန်းလိမ့်မလဲဒါမျိုးလေးလည်းပြောကြတယ်ဟုတ်လား那为很累吧那ဒါဆိုရင်那为很累吧ဘလောက်တောင်မှပင်ပန်းလိုက်မလဲပေါ့ဒါမျိုးလေးဟုတ်လား他每天回来都很累他每天回来都很累每天都ဆိုနေတိုင်း回来ပြန်လာတဲ့အချိန်တိုင်းဟိန်လေးအရန်ပင်ပန်းနေတော့သူကပြန်လာတဲ့အချိန်တွေတော့မှအရန်ပင်ပန်းတယ်ဟုတ်လားပြန်လာတဲ့အချိန်တွေတိုင်းသူအရန်ပင်ပန်းတယ်ပေါ့ဝေးလိုက်ပြန်လာတဲ့အချိန်မှာဆိုရင်ဟိန်လေးသူအရန်ပင်ပန်းတယ်နော်张老师星期六也不休息啊是啊他这几天黑门没有时间休息那会很累吧他每天回来都很累ဒါဆိုရင်ဒီ SSK2 ရဲ့တိအခတ်သင်ခန်းစာနှစ်မှာပါတယ်课文1、2、3、4ခန်းစာ1、2、3、4ကိုအားလုံးရမယ်လို့ထင်ပါတယ်